အားလုံးပဲမင်္ဂလာရှိတော့စနေနေ့ညနေခင်းလေးဖြစ်ကြပါစေရှင်ဒီနေ့မှာတော့ကျမတို့မောင်နှမတွေဒီဆိုဖြောပြခြင်းနဲ့တခြင်းလေးနာမည်ကတကယ်ဆိုရင်ချစ်ပဲလူတယ်ဆိုတဲ့ခြင်းလေးဖြစ်ပါတယ်ဒီတခြင်းလေးကိုတီးဆိုမချန်ချန်ကနေပြီးတော့မှတီးဆိုထားပြီးတော့တီးမတ်မေတော်ရေးပေးထားတဲ့ခြင်းလေးဖြစ်ပါတယ်တခြင်းကောင်းလေးလည်းဖြစ်ပါတယ်ကျေးဇူးပြု၍ချစ်တော်နာလေးနဲ့နားဆင်ပေးကြပါအောင်ရှင်